lúc đó làm xong nó xong tôi không có gì đâu mà cho nó cho nó lâu thì cuộc thi này để tài biết đấy từ trong cái lâu chuyện lâu lâu anh con mà một lâu rồi thì gì là cái gì là xe nên là số xí rồi thì mà họ đi đâu cái này họ được khu à thì mà nghĩ rằng mà chạy đi hải thì việc gì là chả vừa ở bên kiaပုံမြင်ခြင်းနဲ့တက်ချလေးကိုမြင်ရင်လို့ဖန်တီးလိုက်တယ်ဆိုတဲ့ဟာပေါ့အဲ့တော့နီးစနစ်ကိုစပြီးတော့ဟိုကိုစမ်းသပ်လုပ်ကြည့်ရပါပေါ့အဲ့အဆက်နေပါပဲအဲ့ဒါတော့ acrylic ကိုမိုးသွင်းမိုးလုပ်တယ်စလုံးလေးတွေမိုးလုပ်တယ်မိုးအဲ့မိုးချော့သွားတဲ့ခါကျပုံပေါ်လာအောင်လုပ်လိုက်တယ်အဲ့ပုံကိုပဲစာသားကိုပဲ text ကြီးပဲကိုဖောင်ပြောင်းလိုက်တော့ပုံပြတ်သွားတော့ပုံအဲ့ပုံလုပ်သွားရင်ပထမပိုင်းတော့ပုံတွေပဲနောက်တော့အခုဒီပွဲမှာအဓိကကတော့ပုံကနည်းနည်းပါနေဟိုတိတ်အရေးကြီးတဲ့အပိုင်းတွေမှာတိတ်မထင်ပဲနဲ့အဓိကတော့ဒီစာသားတွေကဟိုအားရှိတယ်ပေါ်လာတယ်ဆိုတဲ့ composition ကိုယူခြင်းလို့နောက်အကြောင်းပြင်းနေပုံများတယ်။ကြောင်းပြင်းတွေကအားကောင်းတယ်အားကောင်းတော့အဲ့ရောင်ပြင်းတွေကိုပဲမဖြိုဖျက်ချင်တာနဲ့အဲ့ရောင်ပြင်းတွေကိုမတခြားရှိတဲ့ဟာကိုလုပ်ချင်တယ်အဲ့ရတာရပါတယ်ထပ်ပြီးဘာမှမလုပ်ချင်တာနဲ့ထပ်မပေါင်းရင်တော့ထပ်မလုပ်ချင်တော့အဲ့တော့ okay လားထားလိုက်တယ်တိုင်းတယ်အဓိကခံစားချက်ကဟိုဟာဒီမြန်မာကဗျာတို့ဟာမျိုးနဲ့လုံးကိုစဉ်းစားရနေပြီးတော့ငွေတဲ့ဆွဲလန်းထဲလေသချင်းတပုတ်ရှိတယ်ဆက်တာစိန်မင်းကြောင်းလေဟိုအတိမပဲနားထောင်လာရင်လည်းဆွဲလာတာအမြဲတမ်းကြားတယ်လို့ဖြစ်တယ်အဲ့ဒါလေးကိုပဲဆွဲတော့ဘာကြောင့်ဒီမဟာဂီတဆက်တာစိန်မင်းကြောင်းဆွဲလဲဆိုတော့ဟိုပြန်စဉ်းစားကြည့်တော့ဒီမဟာဂီတမှာတစ်ခုခုပြန်အားရှိတယ်ဆိုတာကိုခံစားမိလို့အဲ့အတွက်ကြောင့်ဟို sketch တွေနဲ့ဖောင်းကြွလေးတွေနဲ့ပဒီကောင်းပေါ်မှာတင်နေတဲ့ဆန္ဒနဲ့ဖန်တီးနေတဲ့စိတ်ကို create လုပ်ချင်တဲ့အချိန်မှာဒီမဟာဂီတနဲ့ပေါင်းနေတဲ့စိတ်ကဖြစ်လာအဲ့ဒါနဲ့စလိုက်တာအဲ့တော့ဖြစ်တဲ့အချိန်မှာအဲ့ဒါလေးနဲ့စလိုက်တာနောက်ဆက်တဲ့ဖြစ်သွားတာဘယ်လိုဆက်သွားလဲဆိုတာတော့တစ်တဲ့တိုင်းတိတ်မယူရရဖြစ်သွားတယ်အဲ့ပေါ်လာဂီတနဲ့ဆိုရင်ဂီတအရသာတစ်ခုအသစ်တစ်ခုလုံးခံစားရတယ်ပေါ့လေအခုလူငယ်တွေနဲ့ရှင်ပြောရမယ်ဆိုလို့ရှိရင်တော့အခုloose band တွေဖြစ်သွားတယ်ဒီ skin ကြီးဝတ်နေတဲ့ခေတ်ကနေ loose band တွေပြောင်းသွားတယ်ပေါ့အဲ့ဥစ္စာကဒါ pop ဆိုင်ဟိုဖြစ်တဲ့ဒါအရသာပြောင်းသွားတာဒါ fashion ပြောင်းသွားတယ်လို့မျိုးပဲအဲ့တော့ဒါအရသာပြောင်းတဲ့အရသာမျိုးလည်းဖြစ်သွားနေတာပေါ့
ကျွန်တော်တတ်မှတ်တဲ့လူတွေကဆုံးဖြတ်မယ်ပိတ်သက်ကဆုံးဖြတ်နေပြီးတော့ဒီအလစ်ပြန်နဲ့ပတ်သက်တဲ့ဝေဘာနဲ့အခြေအနေနဲ့အချိန်များဆုံးဖြတ်ပါကျွန်တော်ကတော့မပြောနိုင်တော့ဒီရတာနဲ့ message ကကြည့်ရပြီးတော့ဒိတ်တဲ့လူပြည်တဲ့တိုင်းမှာမှာရှိတဲ့လူတွေမှာဒီကြည့်ရတာခု message ကိုရောက်အောင်ရင်ကျွန်တော် data လေးကျွန်တော်ပေးရတဲ့ message တွေ